မှန်တရားအတွက်ကိုဝင်ဆောင်စနီးနဲ့သူ့ရဲ့အသက်ဂုံတိခါတွေကိုလောင်းကြီးထပ်ပြီးတိုက်ပွဲဝင်ခဲ့သူဂျင်းဟာသူ့ရဲ့ဇနီးကိုမတရားပြုကျင့်သွားတဲ့တငယ်ချင်းဖြစ်သူရက်ကိုနေစာမင်းဖြစ်တဲ့ Count Pierre တန်တိုင်ကြားခဲ့ပါတယ်ဒါပေမဲ့နေစာမင်း Count Pierre ရဲ့တရားစီရင်ဆုံးဖြတ်ချက်ကိုလက်မခံနိုင်ခဲ့တဲ့အတွက်အမှန်တရားအတွက်ဆက်လက်တိုက်ပွဲဝင်ဖို့ဘရင်ရှေ့မောက်ထံအရောက်သွားခဲ့ပြီး trial by combat လို့ခေါ်တဲ့တေတဲ့အထိတယောက်ချင်းစီးချင်းထိုးတဲ့နည်းနဲ့ဖြည့်ရှင်းပေးဖို့တောင်းဆိုပါတော့တယ်ဇလန်အစောကိုပြန်ပြောရမယ်ဆိုရင်ဂျင်းဟာမင်းမျိုးမင်းတွေဂုံတိခါကိုထိမ့်သိမ်းပြီးတိုက်ပွဲတွေမှာရဲရဲဝံ့ဝံ့နဲ့ဇနီးအတော်ကိုတစ္ဆာရှိသူတယောက်ဂျင်းရဲ့ဇနီးခေတ်ကမာဂရိတ်ဟာရုပ်ရည်ချောမောပြီးလင်ယောက်ျားဖြစ်သူဂျင်းအတော်တစ္ဆာရှိသူတယောက်အမှန်တရားအတွက်ရဲရဲဝံ့ဝံ့ပြောဆိုရဲသူတယောက်ဂျင်းရဲ့တငယ်ချင်းဖြစ်သူရက်ကတော့အပျော်အပါးနဲ့မိမလိုက်စားပြီးယာရုစီစဉ်ရွယ်ရဖို့နေစားမင်းထံဖားရပြီးနေသူတယောက်တနေ့မှာနေစားမင်းကရက်ကိုဂျင်းရဲ့ဘိုးဘွားပိုင်နေမိတွေကိုအပိုင်စားပေးလိုက်ပါတယ်ဒါကိုဂျင်းကမကျေနပ်ပဲနေစားမင်းရှိမှာပဲဒါဟာငါအဖေစီကငါရသိတဲ့အမွေပဲမင်းကနေစားမင်းကိုမျက်နှာလိုမျက်နှာရလောက်ရက်တွေနဲ့ငါပိုင်ဆိုင်မှုကိုခိုးယူနေတာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီကနေစတင်ပြီးသူတို့နှစ်ယောက်ရဲ့ရန်ညိုးဟာစတင်မွေးဖွားလာပါတော့တယ်